Uranus ဂျိုဘောကိုခြေချော့လိုက်တာနဲ့တင်ဘလောက်ကြာကြာအသက်ရှင်မယ်လို့ထင်တယ်လေ10မိနစ်လား10စက္ကန့်လားအဖြေကတော့တင်ဂျိုဘောတော့မရုပ်ခင်မှာပဲတည်ဆုံးသွားနိုင်တာပါဘာလို့လဲဆိုတာသိချင်အဆုံးထိကြည့်ပေးပါပထမဆုံးတည်တနာကအနံ့ပါ Uranus ရဲ့လေထုထဲမှာ hydrogen sulfide တွေအပြည့်ရှိနေတာဗျာဒါဟာပုတ်ဆက်နေတဲ့ကျက်ဥပုံနဲ့နေစုပေါင်းထားတယ်လို့ပြောပဲဒါပေမဲ့အနံ့ဆိုတာကပြဿနာမဟုတ်သေးဘူးဒီဂျိုမှာအောက်ဆီဂျင်လုံးဝမရှိဘူးအသက်တခါရှူလိုက်တာနဲ့တင့်အဆုတ်ထဲကိုအစိမ့်ငွေ့တွေပဲရောက်သွားမှာပါကဲတင်လာအသက်ရှူဆက်ပါလို့အသက်မသေးဘူးဆိုပါစို့ ဒုတိယပြဿနာကခြေချစရာမြေကြီးမရှိတာပါ Uranus က ice giant ဖြစ်လို့အပြင်ဘက်ကတိမ်တိုက်တွေကြီးပဲတင်ဟာတိမ်တွေကိုဖောက်ပြီးဂျိုးရဲ့ဗဟိုတွေကိုတောက်လျှောက်ပြုတ်ကျနေမှာပါပြုတ်ကျလေးလေးပြီးအားကများလာလေးလေးပဲအောက်ခြေနာရောက်တဲ့အခါမှာတော့တင့်ခန္ဓာကိုယ်ဟာကားတစ်စီးနဲ့တိုက်မိတယ်လို့မျိုးအစိတ်စိတ်အမွာမွာဖြစ်သွားမှလိမ့်မယ်ဒါပေမဲ့ဒီဂျိုမှာအရန်ထူးဆန်းတာတစ်ခုရှိသေးတယ်အဲ့ဒါကစိန်မိုးရွာတာပါဂျိုးရဲ့အတွင်ပိုင်းမှာဖိအားကကမ္ဘာထက်အဆော့ပေါင်းတန်းကြည်များလို့မိသိန်းတန်ငွေတွေကစိန်တုံးလေးတွေအဖြစ်ပြောင်းလဲသွားတာဒါကိုသိပ္ပံပညာရှင်တွေက diamond rain လို့ခေါ်တယ်တကယ်လို့တင်ပါအသက်ရှင်နိုင်ရင်ဒီဂျိုပေါ်မှာတင်ဟာကမ္ဘာအချမ်းသာဆုံးတစ်ထေကြီးဖြစ်မှာအသေးချပါပဲနောက်ဆုံးချက်ကတော့ဒီချိုးကြီးကနေကိုဖေးတိုက်ကြီးလှဲပြီးပတ်နေတာပါဒါကြောင့်ဝင်ရိုးစွန်မှာ42နှစ်လုံးနေခင်ဖြစ်နေပြီးကြံတဲ့42နှစ်ကတော့မှောင်မဲနေတဲ့ညကြီးပါကဲမိတ်ဆွေတို့ကစိန်နေရမယ်ဆိုရင်ဒီလိုဂျိုမျိုးကိုသွားကျင်ကြသေးလား comment မှာရေးခဲ့ပါဦးနော်အာကာသအကြောင်းစိတ်ဝင်စားရင် follow လုပ်ထားဖို့မမေ့နဲ့နော်